အာဆနယ်ကတော့ဒီပွဲမှာဘယ်လိုပဲဖြစ်ပထမအကြော့မှာအသာရထားတယ်ဒီပွဲပြီးရင်လည်းသူတို့ EDH မှာတကယ်ပရီးမီးယားလိရဲ့အဆုံးဖြတ်ဖြစ်လာနိုင်တဲ့ပွဲတစ်ပွဲကိုတွားပြီးတော့ City နဲ့ရင်ဆိုင်အောင်မယ်ဆိုတဲ့အနေအထားကဒီပွဲကလည်းခက်ခဲအောင်မယ်လို့တော့ကျွန်တော်ယူဆတယ်အင်ကွင်း Emery ဖြစ်နေတာမှန်တယ်အာဆနယ်အတွက်တကယ်ကိုအဆုံးဖြတ်ကာလပေါ့နော်ရှေ့မှာလည်းဖလားနှလုံးကနေထွက်သွားခဲ့ပြီခုချန်ပီယံလိမှာနောက်တစ်ဆင့်တက်ဖို့အခွင့်အရေးရှိနေရဆိုပေမဲ့သူတို့ရဲ့လက်ရှိခြေစွမ်းရတော့စိုးရိမ်စရာတွေရှိနေတာအမှန်ပဲဒီချိန်ကျမှadjust လုပ်ဖို့ထပ်ပြီးတော့တိုက်စစ်ကိုပြန်သွားဖို့ဆိုတာလည်းတကယ်တော့လွယ်တော့မလွယ်ဘူးဒါပေမဲ့အာဆနယ်ကစားပုံကြီးကတော်တော်လေးတော့အီနေပြီအာဒီတာဘာလုပ်ပြမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့နော်ဆိုကာဟောက်ပြည်သက်များအားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ 1H ဘက်ကနေအဓိကကူညီပံ့ပိုးပေးထားပါတယ်ပြည်သက်တွေကဘောလုံးနဲ့အာကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အစုံလင်အော့အကန့်အသတ်မရှိတဲ့မောင်းတဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ 1H ဘက်ကို download ရယူပြီး promo code 1SOCCERHOUSE နဲ့အတူအကောင့်ဖွင့်ဆော့ကစားနိုင်ပါတယ်ပထမဆုံးသွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့အစီအစဉ်ရှိကြောင်းကိုလည်းအတည်ပြုလိုက်ပါရစေစိုက်ဘာဂိမ်းနဲ့အခြားအားကစားနည်းတွေအပြင်အခါအားလျော်စွာရှိနေတဲ့ promotion တွေကနေစုကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ် promo code ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ဗျာစကောပြည်သက်များအားလုံးပဲမင်္ဂလာပါဗျာချန်ပီယံလိကွာတာဖိုင်နယ်ဒုတိယကြော့ပွဲစဉ်တွေကအာဆင်နယ်နဲ့စပိုတင်ပွဲစဉ်အကြောင်းကိုကျွန်တော်နဲ့အတူကောင်းသစ်ကသုံးသပ်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါကောင်းသစ်မင်္ဂလာပါကိုကဲအာဆင်နယ်အတွက်နောက်ထပ်အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲထပ်ပြီးတော့ရောက်လာခဲ့ပြီเนาะပထမကြော့ကတော့စပိုတင်မြေမှာဒါကာယာဘတ်ရဲ့နောက်ကျကိုနဲ့ 1-0 နဲ့နိုင်ထားတယ်နောက်ဆုံး၄ပွဲမှာတပွဲတည်းသောနိုင်ပွဲရှေ့မှာမန်စီးတီးကိုရှုံးတယ်ဆောက်သန်တန်ကိုရှုံးတယ်ဒီတစ်ပတ်မှာထပ်ပြီးတော့ဒါဘုံမောက်ကိုရှုံးထားရဲဆိုတော့အာဆင်နယ်အတွက်လောလောဆယ်အတီထားကတော်တော်လေးကိုစိုးရိမ်စရာဖြစ်နေပြီးတော့ပရီးမီးယားလိမှာပါဒီရှုံးပွဲတွေကအများကြီးသူတို့ရဲ့ဒီခြေစွမ်းနဲ့ပတ်သက်ပြီးရိုက်ခတ်မှုတွေရှိလာတယ်ဆိုတော့ဒီချန်ပီယံလိမှာတော့နောက်တစ်ဆင့်ကိုတက်ဖို့အတွက်အိမ်ကွင်းမှာကစားရမယ်အခွင့်အရေးကကိုယ့်လက်ထဲမှာရှိရဆိုတော့ဒါဒုတိယအကြော့ပွဲစဉ်နဲ့ပတ်သက်ပြီးအကောင့်တဲ့အမြင်လေးပေါ့သုံးသပ်ပေးပါဦးဟုတ်ကဲ့အာဆင်နယ်အကြောင်းပဲစပြောမှာပေါ့နော်အာဆင်နယ်ကဧပြီလရောက်ပြီဆိုရင်မှတ်တမ်းဆိုးကတော်တော်လေးစိုးတယ်ပေါ့နော်ဒီ2026ဧပြီမှာလဲဒါကိုတွန်းလှန်ဖို့သူတို့အနေနဲ့ဒါပရီးမီးယားလိတစ်ခုအနေနဲ့ပေါ့လေဒါဘုံမောက်ကိုသူတို့အနိုင်မကစားနိုင်ခဲ့ဘူးရှုံးမှရှုံးသွားတယ်ဆိုတဲ့အနေဒါ2000ကျွန်တော်အရှိမလည်းပြောခဲ့ဘူးလို့ပဲဒီ21 22ရာသီတွေကနေနောက်ဆုံး4ရာသီဆက်ဧပြီလမှာအာဆင်နယ်22ပွဲကစားတယ်အဲ့ထက်က10ပွဲပဲနိုင်ပြီးတော့6ပွဲထိရှုံးပြီး5ပွဲတည်ကြတာဆိုတဲ့အနေ6ပွဲလောက်ပဲနိုင်တာเนาะ6ပွဲလောက်ပဲနိုင်တယ်ပေါ့နော်အခုလဲဒါဘုံမောက်ကိုထပ်ရှုံးထားရဲဆိုတော့ခြေစွမ်းရလဲတကယ်အားရစရာရှိမနေဘူးနောက်ဆုံး4ပွဲကိုဆိုပြီးပြောခဲ့ကရာဘောင်ဖလားအားရစရာမရှိဘူးစောက်တန်းရှုံးတာတော့ထားပါတော့ဒါအရန်နေနဲ့ကစားလို့ခဏထားလိုက်အောင်ဒီဘုံမောက်ကိုရှုံးတဲ့ပွဲအားရစရာမရှိဘူးစပိုတင်းကိုနိုင်တဲ့ပွဲလေတကယ်အားရစရာမရှိဘူးအဲ့ပွဲမှာပဲဒါခြေစွမ်းပိုင်းလေးနည်းနည်းအကောင်းဆုံးလို့ပြောလို့ရအစိုးရမှာအကောင်းဆုံးခြေစွမ်းလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါလည်းမာတင်အော်ဒီကတ်ပါလာတဲ့အကြောင်းတရားလည်းပါလိမ့်မယ်လို့တော့ထင်တယ်ဆိုတော့အာဆနယ်ကတော့ဒီပွဲမှာဘယ်လိုပဲဖြစ်ပထမအကြော့မှာအသာရထားတယ်ဒီပွဲပြီးရင်လည်းသူတို့ EDH မှာတကယ်ပရီးမီးယားလိရဲ့အဆုံးဖြတ်ဖြစ်လာနိုင်တဲ့ပွဲတစ်ပွဲကိုတွားပြီးတော့ City နဲ့ရင်ဆိုင်အောင်မယ်ဆိုတဲ့အနေအထားကဒီပွဲကလည်းခက်ခဲအောင်မယ်လို့တော့ကျွန်တော်ယူဆတယ်အင်ကွင်း Emery ဖြစ်နေတာမှန်တယ်တစ်ဖက်က Sporting Lisbon ကတော့ပထမကြော့မှာသူတို့ရဲ့အဓိကအားထားတဲ့အသင်းကောင်းဆောင် Hushman မပါနိုင်ခဲ့ဘူးအာဆနယ်ကိုတိုးရှင်ကစားပြနိုင်ခဲ့တယ်ဟို big chance တို့ bout entry တို့ဒီ final သက်မှာထိချက်တို့ဒီဟာတွေကြည့်လိုက် Arsenal နဲ့ဟိုမသိမရင်းလေးကြီးပဲတစ်ချက်နှစ်ချက်အဲ့လောက်ပဲကွာတယ်40 41 bout entry ဆိုလဲဒါအချိန်30 32ဒါမျိုးတွေလောက်ပဲရှိတယ်ပေါ့နော် big chance ဆိုလဲဒါနှစ်ကြိမ်စီရတယ်ဆိုတဲ့အနေထားSean Target ဆိုလဲအချိန်မကွာဘူးဆိုတဲ့အနေထားမျိုးတကယ်ကိုရှင်ကစားပြနိုင်ခဲ့ပြီးတော့နောက်ဆုံးမိနစ်ကြမှာဒါ Martinelli ရဲ့ဦးချင်းစွမ်းဆောင်အရာနေပြီးတော့ Kai Havertz ကိုရသွားတယ်ပေါ့နော်ဆိုတော့ Sporting Lisbon ကဒီအာဆနယ်ရဲ့ကွင်းအင်္ဂလန်မြေမှာနောက်ကြော့တက်ဖို့ခက်ခဲမှာမှန်တယ်ဒါပေမဲ့သူတို့မှာအခွင့်အရေးရှိနေသေးပဲ1 goal margin နဲ့ပဲရှုံးလာတယ်ဆိုတော့အနေအထားအရပြီးတော့အာဆနယ်လက်တလောခြေဆိုကျွန်တော်ခုနပြောခဲ့သလိုပဲနောက်ပွဲအရေးပါတဲ့ပွဲတစ်ပွဲကစားဖို့ရှိနေတဲ့အနေအထားအရပွဲကတော့ကြည့်ကောင်းမယ်ပွဲတစ်ပွဲဖြစ်လာအောင်မယ်ဘာမှယတိပြတ်ပြောလို့ရတဲ့အနေအထားမဟုတ်သေးလို့တော့ယူဆပါတယ်မှန်ပါတယ်ဒီကာလကအာဆင်နယ်အတွက်တကယ်ကိုအဆုံးဖြတ်ကာလပေါ့နော်ရှေ့မှာလည်းဖလားနှလုံးကနေထွက်သွားခဲ့ပြီခုချန်ပီယံလိမှာနောက်တစ်ဆင့်တက်ဖို့အခွင့်အရေးရှိနေရဆိုပေမဲ့သူတို့ရဲ့လက်ရှိခြေစွမ်းရတော့စိုးရိမ်စရာတွေရှိနေတာအမှန်ပဲပထမကြော့ကလည်းကစားပုံရအရင်ကြီးကောင်းခဲ့တာမဟုတ်ဘူးဒါပေမဲ့ဘယ်လိုပဲပြောအဝေးကွင်းမှာအချိန်ကိုက်ကိုရပြီးတော့နိုင်ထားတယ်ဆိုဒီပွဲမှာတော့ယုံကြည်မှုအပြည့်နဲ့နောက်တစ်ပတ်ပရီးမီးယားလိမှာဒါ EDH မှာသွားကစားမဲ့ပွဲစဉ်အတွက်ပါယုံကြည်မှုတီဆောက်ဖို့ဒီပွဲမှာတစ်ခုခုလှုပ်ပြဖို့လိုတယ်ပြီးခဲ့တဲ့ဘုံမောင်းတဲ့ပွဲမှာတော့အာဆင်နယ်ကအရန်ကစားသမားတွေမှာခန်းစစ်ကြောင်းပေါ့အထူးသဖြင့်ညာချမ်းမှာဆိုရင်ဒါဘန်ဝိုက်ကတင်ပါမရှိတဲ့အချိန်မှာကစားနေမယ်ဘန်ဝိုက်ရဲ့စွမ်းဆောင်ရည်ကတော်တော်လေးကိုလိုအပ်ချက်ရှိတယ်ဘယ်ချမ်းမှာလည်းကာလာဖီယိုရီမပါနိုင်ဘူးဟင်ကာဘီယေကဒိုင်ယာနေပြန်လာကစားဆိုတော့မကစားဖို့ဖြစ်မဖြစ်သေးဘူးထင်ပါတယ်သူနေရာမှာဒါဘယ်ချမ်းမှာ Skelly သုံးသွားခဲ့တယ်ကွက်လက်တိုက်စစ်နေရာမှာလည်း Odegaard ရော Azio ကိုခောက်ထားပြီးတော့ဒါကိုင်ယာဘက်ကိုသုံးခဲ့တယ်ကစားပုံရတော်တော်လေးကိုအဲ့ပွဲကဝေဖန်စရာဖြစ်ခဲ့ပြီးတော့တကယ်ကိုထထိုက်တန်တန်ရှုံးခဲ့တာဘုံမောက်က
အာဆင်နယ်ကွင်းမှာအကောင်းဆုံးခြေစွမ်းပြသွားခဲ့တယ်ဆိုတော့ဒီအခြေအနေကိုပြန်တွန်းလှန်ဖို့ဆိုဒီဘက်မှာဒီဘက်အာဒီတာနေနဲ့ကွင်းတွင်းကစားသမားတွေရဲ့ခြေစွမ်းပြင်မှုစိတ်ပိုင်းဆိုင်ရာ moral ပိုင်းတွေပါတစ်ခုခုလူနေနဲ့ပေါ့နောက်ကနေပြီးတော့တွန်းတင်ဖို့လိုတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့အာဆင်နယ်ရဲ့အခြေအနေပေါ်မှာအကောင်းတဲ့အမြင်လေးသုံးသပ်ပေးပါအောင်ဟုတ်ကဲ့ကိုစိုးကြီးပြောလို့ပဲပေါ့နော်ဘန်ဟွာရဲ့ခြေစွမ်းကတော်တော်လေးစိုးပါတယ်ဒါတူခဲခေါ်ထားတာပဲတော်တော်လေးအန်အားနှဲရတဲ့အနေအထားပေါ့နော်ဟိုဝင်ကစားတဲ့ပွဲတွေမှာဒါသူအရင်တော့ဘန်ဟွာမဟုတ်တော့ဘူးဆိုတဲ့အနေအထားမျိုးမြင်ရတယ်အရင်တော့ကစာကာနဲ့ဘာပဲပြော chemistry လေးတစ်ခုမြင်ရတယ်အချိတ်ဆက်မိတယ်တွဲဖက်မှုနားလည်မှုအားကောင်းတယ်ဆိုတဲ့အနေအထားလေးမြင်ရတယ်အခုရဲ့သူခုကြတော့သူ့ရဲ့ overlap run တွေကလည်းအဲ့လောက်ကြီးအားမကောင်းဘူးပြီးတော့ဒီဘောလုံးထိမ့်ပြီးတော့ကင်ကစားတဲ့နေရာမှာပါဒါ Brighton မှာဆိုရင်ဒါတကယ် ball playing center back ဆိုရင်နာမည်ကြီးတဲ့ကစားသမားပဲပေါ့နော်အခုဒီ Arsenal မှာသူဘောလုံးကင်နေရတဲ့ပုံစံကတက်တာရှိနေလို့လည်းမခံစားဘူးပြီးခဲ့တဲ့ဘုံမောက်ပွဲမှာဆိုလဲဟိုကျွန်တော်တလုံးပေါ့နော်ဒီဘုံမောက်ကဖိနေတယ်ဘောလုံးပြန်ရလာတယ်အာဆင်နယ်ကဘန်ဟွိုက်အညာချမ်းကိုယ့်ရဲ့ defender လေးမှာအရှိမမာတင်နယ်လီတောင်းတယ်မာတင်နယ်လီရဟိုးဘယ်ချမ်းကြီးအတွင်းထဲကိုဝင်ပြီးလာတောင်းတာပေါ့နော်ယောဂရက်ကဘယ်ချမ်းကိုသူထွက်သူတို့เนี่ย position ဆွတ်ပြီးလာတောင်းတဲ့အချိန်မာတင်နယ်လီရဲ့အဲ့ final သက်ရဲ့ဒီဇုံဆက်လေးလောက်မှာပေါ့နော်သူတို့ attacking ဆိုတော့အလွတ်ကြီးပဲရှိတယ်မာတင်နယ်လီစင်တောင်းတယ်အဲ့သူ့ကိုမပေးဘူးတစ်ချက်ပြန်ဖတ်လိုက်တယ်ဘတ်ပြီးတော့ Declan Rice ကိုလာဆိုပြီးမန်ဒီကိုလာမျိုးသူပေးလိုက်တယ်ဆိုတဲ့အနေအထားပေါ့နော်ဆိုတော့ Arsenal ကအဲ့ပြဿနာကတော်တော်လေးစိုးတယ်ပေါ့နော်ဟိုအရှိကိုပေးစရာ option တွေရှိတယ်ဒါပေမဲ့မပေးဘူးဆိုတဲ့အနေအထားမျိုးရဲမပေးဘူးဆိုတဲ့အနေအထားမျိုးကိုကျွန်တော်တို့မြင်တွေ့ရတယ်ဆိုတော့ Arsenal အနေနဲ့ဒီပွဲမှာကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရမှာသူတို့ကစားပုံကြီးကိုဟိုဒီချိန်ကျမှဟို adjust လုပ်ဖို့ထပ်ပြီးတော့တိုက်စစ်ကိုပြန်သွားဖို့ဆိုတာလည်းတကယ်တော့လွယ်တော့မလွယ်ဘူးဒါပေမဲ့ Arsenal ကစားပုံကြီးကတော်တော်လေးတော့အီနေပြီအာဒီတာဘာလုပ်ပြမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့နော်အထူးသဖြင့်ဆိုရင်ဒါပြီးခဲ့တဲ့ပွဲမှာဆိုလဲ AG value ကအမြင့်ကြီးပဲဒါပေမဲ့ open play ရတဲ့ AG ဆိုဘာမှအဲ့လောက်ကြီးမရှိဘူးနီးစပ်ခဲ့တာဆိုဒီတောင်းကန်ဘောကနေ sorry ဒီ free kick ကနေပြီးတော့ Kai Havertz အောက်လိုက်ချက် free kick တိုက်တာဒါဒီဟာကြီးလောက်ပဲ Arsenal ကလောပြောစရာရှိတာဆိုတော့တိုက်စစ်ပိုင်းမှာလည်းအားမကောင်းဘူးဒါအပြင်ဒီကွင်းလယ်ပိုင်းမှာ Declan Rice ညံ့တဲ့ပွဲညံ့တယ်လို့ပေါ့လေသူညံ့တဲ့ပွဲဆိုအာဆင်နယ်တသိန်းလုံးထိုးဆင်းသွားတာကိုမြင်ရပြီးတော့ခံစစ်ပိုင်းမှာလည်းရုံးကန်နေရတာကိုကျွန်တော်တို့သွားပြီးတော့တွေ့ရတယ်ပေါ့နော်ဒါ Lewis Kelly ကတော့ထားပါတော့ဒီဘက်က Van White တို့ဘာလို့ဆိုဘာပြောဟိုအရင် gap မရှိတဲ့အနေအထားပေါ့ Julian Tema နဲ့ဒါပေမဲ့တော်တော်ကြီးကိုကြီးနေတယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်တို့သွားပြီးတော့တွေ့ရတယ်တခုပဲဒီပွဲမှာမျှော်လင့်စရာက Audi Gap ပြန်ကစားနိုင်မလားပေါ့နော် Audi Gap ပြန်ပါလာမှာဆိုတော့ Arsenal ကွင်းလယ်ကနည်းလေးမျှော်လင့်စရာကောင်းတယ်ဟိုပြိုင်ဘက်ကိုဒါဒုံလိမ့်လုပ်ပြီးတော့ပထမကြောက်ရလို့ပဲကစားသွားရင်လုံလောက်တယ်ဘာလို့ဆိုတော့ပထမကြောက်မှာသူတို့ကတကိုးသားနဲ့အနိုင်ရခဲ့တယ်ဆိုတဲ့အနေအထားက Audi Gap ပါဖို့ကတော့အရေးကြီးတယ်လို့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ပါအသင်းမှာတေချာပေါက်လွဲမှာကတော့မရီနိုကဒါကာလာရှင်နားနေရတော့သူကတော့တေချာပေါက်လွဲမယ်သူ့ကိုထက်တွက်စရာမလိုဘူးတင်ဘာနဲ့ဆာကာကတော့လောလောဆယ်အထိက drop full ပဲပြထားဆိုပါဖို့မပါဖို့ဆိုတာအချိန်ပေးပြီးစောင့်ကြည့်အောင်မယ်သူတို့မပါခဲ့ဘူးဆိုရင်ဘန်ဟွိုက်တို့မာရီဂီတို့နဲ့ပဲဆက်ပြီးတော့ကစားအောင်ပါပဲအဲ့နေရာမှာအပြောင်းလဲလုပ်ဖို့လဲoption အများကြီးမရှိဘူးဘန်ဝိုက်ကိုမသုံးချင်ဘူးဆိုရင် Mosquera ကိုသုံးမယ်ညာချမ်းမှာတော့ Madugi ပဲသုံးရမှာပဲဒေါင်းမန်ကိုသုံးဖို့ကြတယ်ဒေါင်းမန်အသက်အရွယ်ပိုင်းအရန်ငဲ့သေးရဲ့ဆိုတော့ဓာတ်ရိုက်ကြီးဒီအပြောင်းလဲလုပ်ဖို့ဆိုတာမလွယ်သေးဘူးဆိုတော့ဒီအပိုင်းလေးကိုစောင့်ကြည့်ရမယ်တေချာတော့တခုခု Arsenal အနေနဲ့အခုစိုးဝါးနေတဲ့အခြေအနေတွေကိုပြောင်းပြန်လှန်ပစ်ဖို့ဒီပွဲကအရန်ကိုအရေးကြီးတယ်တစ်ဖက်မှာလည်းဒါ Sporting Lisbon တန်းကသူတို့ပြည်တွင်းမှာနိုင်ပွဲပြန်ရထားတယ်အဲ့ပွဲမှာတော့ဒီဗဟိုခံစစ်အတွဲဖြစ်တဲ့ Ignacio နဲ့ Diomandi နှစ်ယောက်ကိုအနာပေးပြီးကျန်တဲ့ကစားသမားကတော်တော်လေးဒါအားကောင်းတဲ့လူစင်းနဲ့ကစားသွားခဲ့ပြီးတော့တိုက်စစ်ဆိုရင်အစုံတောင်သုံးသွားခဲ့တာတိုက်စစ်ကတော်တော်လေးအာဆင်နယ်တဲ့တောင်ပိုပြီးထက်မြက်တယ်လို့ပြောလို့ရတယ်သူတို့တိုက်စစ်မှာကာတာမိုတို့ Trincao တို့ Pedro Gonçalves တို့ရှေ့က Luis Suarez တို့ကအာဆင်နယ်တဲ့လောက်ရီကန်ကြီးပိုပြီးတော့ရှိတယ်ပထမကျော်ရှုံးသွားတယ်သူတို့ကစားတာပိုပြီးကြည့်ရတာအရသာရှိတယ်လို့ခံစားရဆိုတော့ပြီးတော့ကွင်းလက်မှာလည်းကောင်းတစ်ထောက်ပြခဲ့တယ်အသင်းကောင်းဆောင် Morten Hochman ကပြန်ပါလာမယ်ဆိုတော့ပိုပြီးကွင်းလက်ကကြစ်လက်လာလိမ့်မယ် Morita နဲ့တွဲကစားမယ်ဆိုတော့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့Sporting Lisbon အသင်း Arsenal ကိုရင်ဆိုင်သွားမဲ့အခြေအနေပေါ်မှာလည်းကောင်းတဲ့အမြင်လေးသုံးသပ်ပေးပါဦး။ဟုတ်ကဲ့ပထမကြောကိုစိုးကြီးပြောလို့ပဲပေါ့နော်။ Sporting ကပို့ပြီးတော့အရသာရှိတာကိုကျွန်တော်တို့တွားပြီးတော့တွေ့ရတယ်။ဟို drive ball နဲ့လည်းချင်းချောက်နိုင်တယ်။ကစားကွက်ပိုင်းအဖြစ်လည်း Arsenal ရဲ့ဒီblock တွေကိုဖြီထွက်နိုင်တယ် line တွေကိုကြော်ဖြတ်နိုင်တယ်ဆိုတော့ကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်အထူးသဖြင့်ဒါဒုတိယပိုင်းမှာဆိုလည်း cut back ပြန်ပြီးချိုးပေးလိုက်တဲ့ကန်လက်တဲ့ချိန် David Raya စိတ်သွားတဲ့စိတ်ပြီးတောင်းကန်ဖို့ပေးလိုက်ရတဲ့အချိန်မျိုးဒါစောစောစီးစီးဒါ Arioကန်လိုက်တဲ့တိုင်ထိကွာဒါ David Raya ပပလေးထိသွားအာရူဟိုကနော်တိုက်စစ်ရောက်ခန့်စစ်ရောက်တော်တော်ကိုကောင်းမာရီဂီနဲ့လည်းအချိန်ချိန်ပဲပေါ့နော်ဖောင်းနေတော့ပေးနေရတာမှန်တယ်ဒါပေမဲ့မာရီဂီကိုလည်းသူအသေးအံ light ထိန်းချုပ်နိုင်လို့တိုက်စစ်ကိုလည်းတော်တော်ကြီး light ပါပြီးကစားရတယ်ပေါ့နော်အဲ့ကန်ချက်ကလည်းတကယ် David Raya ပပလေးရှက်ထိလိုက်လို့တိုင်ထိသွားတာနှမို့ဆိုဝင်လောက်တယ်ပေါ့နော်ဒီ Diomandi နောက်တန်းနေပြီးတော့ဒီကိုကြီးနဲ့စိုက်ကြီးနဲ့ဝိုက်ပြီးကန်နေမိတာတော်တော်လေးကောင်းတယ်ပေါ့နော်ဆိုတော့အခွင့်အရေးအပိုင်ခွင့်ရေးလို့တီးတိုင်ပြောမယ်ဆို Sporting Lisbon ရဲ့အခွင့်အရေးတွေကပို့ပြီးတော့ Arsenal ရတဲ့အခွင့်အရေးတွေပို့ပြီးမြင့်တာကိုလည်းတွေ့ရတယ်ပြီးတော့ Sporting Lisbon ကအိမ်ခွင်းကစားခဲ့
ခဲ့တော့ကသူတို့ရှုံးနေခဲ့တဲ့ပွဲမှာတော့ကစားခဲ့တဲ့စွမ်းဆောင်ရည်ဒီခန်းစစ်စွမ်းဆောင်ရည်တော်တော်လေးကောင်းတာကိုတွေ့ရတယ်အာဆင်နယ်ကိုဟို present ကြီးတက်ပြီးပေးမနေဘူးသူတို့ mid block low block hybrid လေးနဲ့သူတို့နောက်ထဲမှာဒီ central area ကိုကြစ်လေးလေးကစားရတယ်ရှိတ်ကလည်းအစုံကိုသုံးတယ်ပထမပိုင်းအဲ့တော့ပထမပိုင်းဆိုရင်ဒါ433ခန်းစစ် shape ပေါ့နိ out of position shape 433မှာဒီ mid block လေးကိုကြစ်လေးနဲ့အဲ့33 line ကကွင်းလယ် central area ကိုပဲချုပ်ထားတယ်ဒီအထူးသဖြင့်တော့ Declan Rice Zoe-Mandy ကိုဒီ line တွေကြားထဲမှာသူတို့ထည့်ထားတယ်ဘာဖြစ်လာလဲဆို Declan Rice ကို Zoe-Mandy ကို Odegaard ကိုကအဲ့ Sporting ရဲ့ block အပြင်ကြီးကိုထွက်ပြီးတော့ဒီ comfort zone တွေမှာသွားပြီးဘောလုံးတွေလာထွက်ယူရတယ်နောက်ဆုံးအဲ့ comfort zone တွေမှာသွားပြီးဘောလုံးထိချက်တွေသွားလောက်ရဆန်နေတာအဲ့လိုသူတို့ Declan Rice ကို Zoe-Mandy ကိုဆင်းသွားပြီဆိုလဲဒီ Sporting ရဲ့ present ကလုံးဝမပေးဘူး present မပေးဘူးဆိုတော့ဒီ block ကိုပဲငြိမ်ငြိမ်လေးနေထားတယ်ပေါ့နော်သူတို့ထွက်ပြီးတော့ Declan Rice နောက်ကိုလိုက်သွားတာမျိုး Zoe-Mandy ဆင်းတဲ့နောက်ကိုလိုက်သွားတာမျိုးမပြုတ်လို့ဘူးဒုတိယပိုင်းဆိုလဲဒါအဲ့ကနေတစ်ဆင့်ထက်လျှော့တယ်442နဲ့ပြန်ပြီးကစားရတယ်နောက်ဆုံး Odegaard နေရာကိုင်းဟဘတ်ဝင်လာတဲ့အချိန်ဆိုရင်5 back တီတောင်သူတို့သုံးသွားတယ်ဒါ532 block နဲ့သူတို့ခန်းစက်ကိုကြည့်ကြည့်လေးကစားရတယ်နောက်ဆုံးမိနစ်မှဒါအောင်ဆိုင်မှုလေးတစ်ချက်ပေါ့နော်ဒါကိုင်းဟဘတ်နဲ့ Odegaard ကွာလဲအဲ့ဒါပေါ့တိုက်စင်မှုနဲ့နီးကက်ကက်ပို့ပြီးနေရာယူလေးရှိတဲ့ကိုင်းဟဘတ်နဲ့ဒီ box ထဲမှာ2ယောက်ရှိနေနေထားမှာဒီသူတို့အဲ့တစ်ချက်လေးတော့လွတ်သွားပြီးရှုံးနေခဲ့တယ်ပေါ့ဆိုတော့ဒီပွဲမှာကကိုစိုးပြောလို့ပဲ Hutchman ပြန်ပါလာရင်အာဆင်နယ်ကိုပို့ပြီးရင်ဆိုင်ရတာပို့ပြီးကောင်းလာလိမ့်မယ်လို့ထင်တယ်ကျွန်တော်ဒီတိုင်းတွေးရင်တော့အာဆင်နယ်တာတာပေါ့လေအမ်မရိမှာဒါပေမဲ့အာဆင်နယ်ရဲ့လက်တလောခြေစွမ်းလက်တလောကြုံနေရတဲ့ဖိအားသူတို့စိတ်ပိုင်းဆိုင်ရာလည်းကစားသမားတွေတယောက်နဲ့တယောက်မယုံကြည်တဲ့ပုံစံမျိုးစိတ်သက်ကြနေတဲ့ပုံစံမျိုးကျွန်တော်တို့မြင်တွေ့နေရတယ်ဒီဘုံဘောက်ကိုရှုံးတဲ့ပွဲပြီးမှဆိုလဲဇိုဗီမန်ဒီပေါ့လေအထူးသဖြင့်ဆိုသူစိတ်ပြက်နေတာသူ့ကိုပြန်ပြီးသင်းမော်တွေနှစ်သိမ့်နေရတယ်တော်တော်လေးဇူဘီမန်ဒီကတတိထားမိတာခြေစွမ်းမရတော်တော်ရုန်းကန်နေရပါတော့သူတို့ပြင်ဒီဒုတိယရာသီမှာဇူဘီမန်ဒီတော်တော်လေးကိုခြေစွမ်းမရရုန်းကန်နေရတယ်ဒါတောင်မှကွက်လန်မှာ Rice ကတော်တော်လေးသူ့ကိုဖြည့်ကစားပြီးတွဲပြီးကစားနေလို့တိတ်မသိတာပဲမဲ့သူ့စီကဘောလုံးအပြက်တွေလည်းများတယ်နောက်ပိုင်းမှာနည်းနည်းလေးဇူဘီမန်ဒီစိတ်ပိုင်းရုပ်ပိုင်းတော်တော်လေးကို frustrate ဖြစ်နေတာမျိုးမြင်ရတယ်ဆိုဟုတ်ကဲ့ဇူဘီမန်ဒီကကျွန်တော်မြင်ရတော့ကစားသမားကောင်းတစ်ယောက်ပါဒါပေမဲ့သူနဲ့နည်းနည်းလေးဘယ်လိုပြောရမလဲခန်းစစ်စိတ်ရိုင်နဲ့ကွင်းလယ်ကစားသမားတွေအရန်များနေတာပေါ့နော်အော်ဒီကပ်ဆိုလဲခန်းစစ်စိတ်ရိုင်နေဆိုတာဘယ်လိုပြောရမလဲကစားကွက်စင်းတီစောက်တဲ့နေရာမှာအော်ဒီကပ်ကဝင်လာတယ်ဒါပေမဲ့အဲ့အော်ဒီကပ်ဆင်းလာတဲ့နေရာကိုဘယ်သူကဖြည့်ပြီးကစားနေလဲဆိုတော့ယောဂရက်ကလည်း drop ပြီးအဲ့တော့ face by face ကစားနေတာမျိုးမရှိဘူးကွင်းလယ်ကစားသမားတွေကလည်းအဲ့အရေးပါတဲ့ဘယ်လိုပြောရမလဲ hat space တွေပေါ့နော်အရေးပါတဲ့ hat space တွေ attacking တက် zone တွေမှာဝင်ပြီးကစားနေတာမရှိဘူးအဲ့မှာဒီတိုက်စစ်တော့ဆို quality မလုံလောက်တဲ့ဘန်ဟွိုက်တို့ဒီဘက်ကကျွန်တော်တို့ Clap Fury ကတက်ပြီးတော့အဲ့ဇုံကြီးကိုတက်ထောက်ပြီးကစားနေပြီးတကယ်တိုက်စစ်အတွက်ပတ်စံတွေ shot တွေကောင်းပါတယ်ဆိုတော့ Odegaard ကပြိုင်ဘက်ကွင်းနဲ့ပြိုင်ဘက်6ပေါင်းနဲ့အရန်ဝေးတဲ့နေရာကြီးကိုရောက်နေတာအာဆင်နယ်ရဲ့ပြဿနာပဲပေါ့နော်ဆိုတော့ Odegaard 2ယောက်လောက်ရှိပြီးတော့ Zoe-Mandy နဲ့တွဲရင်မစိုးဘူးပေါ့ကျွန်တော်အမြင်ကတော့ Odegaard ရဲ့ဒါမှမဟုတ်လဲ Declan Rice ရဲ့နောက်ထပ်တစ်ယောက်ပေါ့နော် SA နဲ့ဆိုတော့ဒါတိုက်စစ်တီးတန့်ဆိုရင်ပြောတာအဲ့လိုဆိုရင်တော့မစိုးဘူးလို့ယူဆတယ်ဒါပေမဲ့အာဆင်နယ်မှာလည်းအဲ့လိုမျိုး SA ရော Odegaard ကိုတွဲသုံးဖို့အာဒီတာလည်းစိတ်မပါဘူးအခြေအနေကလည်းမပေးဘူးပေါ့နော်အခြေအနေကလည်းမပေးဘူးဆိုတဲ့အနေအထားမျိုးဆိုတော့အဲ့လိုအာဆင်နယ်ကို Sporting ဘက်ကပြန်ကြည့်ရင်သူတို့အခွင့်အရေးရှိနေသေးပဲလို့ကျွန်တော်ယူဆရတယ်ပြီးတော့မှတ်တမ်းအနေရလဲကျွန်တော်ပြန်ကြည့်တဲ့အခါမှာဒီ Champion League ရှုံးထွက်အဆင့်နေပါပေါ့နော်ပထမအကြော့ကိုယ့်အိမ်ကွဲမှာရှုံးနေခဲ့တဲ့ပြိုင်ပွဲပေါင်း135ပွဲရှိတယ်ဒုတိယအကြော့မှာအဝေးကွင်းကိုပြန်ပြီးတော့ခမ်းဘက်ပြန်လုံးနိုင်တဲ့ပွဲက9ပွဲထိတော့ရှိတယ်ပေါ့နော်အဲထဲကနေပြီးတော့ကျွန်တော်တို့3ပွဲရတော့ဒါအဲတော့အဝေးကူစီးမြင့်နဲ့ပြန်တက်ခဲ့တာပေါ့ဆိုတော့ရာခိုင်နှုန်းရဆိုရင်တော့ကျွန်တော်တို့ဒီ possibility ကိုတွက်ရင်ကျွန်တော်တို့ 10% လောက်တော့ရှိတယ်ဆိုတော့အနေထားပေါ့နော်နေတော့နေတယ်ဒါပေမဲ့လောကျွန်တော်ခုနပြောလို့ပဲစိတ်သက်ပိုင်းရောခြေစွမ်းပိုင်းရောကြာဆင်းနေတဲ့ Arsenal ဆိုတဲ့အနေထားမှာ Sporting Lisbon လည်းအခွင့်အရေးရှိနေလိမ့်မယ်လို့တော့ထင်တယ်ပြီးတော့သူတို့ရဲ့တိုက်ဆက်ပိုင်းကိုဆိုပြီးပြောလို့ပဲလက်ရှိအခြေအနေပေါ့နော်ဒီတိုင်းနာမည်တွေရွတ်ပြရင်တော့ Arsenal ကပိုတာတဲ့အနေထားပေါ့ဒါပေမဲ့ဒီ Luis Suarez ပြီးတော့ Gonçalves ဂိုးသွင်းအားအရန်ကောင်းနေတဲ့အနေအထားမျိုးပေါ့နော်ပြီးတော့ညာချမ်းကကာတာမိုးဆိုလည်းအရန်ကောင်းနေတဲ့အနေအထားပြီးတော့ Trinker ကိုညာချမ်းကိုရိုင်ပြီးတော့ Arsenal ကိုအဲတော့ဆိုရင်ဒါ Clap Fury ဘက်ကိုပေါ့နော်ဒီကထိုးစစ်ဆင်သွားတယ်ညာချမ်းနေ2 vs 2အဲ့ပုံစံကနေပြီးတော့ဒီအတွင်းထဲကို run and behind နေလောက်တယ်နောက်ကနေလှမ်းမပေးတယ်ဆိုတဲ့ပုံစံမျိုးအချိန်ကြီး Arsenal ကိုထိုးစစ်ဆင်ခဲ့တာဆိုတော့ဒီပွဲမှာလည်း Sporting Lisbon ကဂိုးရဖို့တော့ဒီ Arsenal ဘဝကိုကစားသွားတဲ့ခံစစ်နဲ့ဆိုတော့ဂိုးရဖို့မခက်လောက်ဘူးလို့တော့ကျွန်တော်ယူဆပါတယ်ဟုတ်ကဲ့ပါအဓိကပြဿနာအဲသူတို့ကိုယ်တိုင်စိတ်ရောရုပ်ရောတင်းတင်းလေးရင်းရိုင်နေရပါတော့နည်းနည်းမဟုတ်တော်တော်လေးရင်းရိုင်နေရဆိုတဲ့အနေအထားမျိုးမှာသတိထားကစားဖို့လိုလိမ့်မယ်ဒီဘက်မှာ Sporting ကတော့ပထမအကြော့အင်ကွင်းရှုံးထားတဲ့ဒီပွဲကိုပို့ပြီးတော့သူတို့တိုက်စစ်ကိုအသားပေးပြီးတော့ကစားလာလိမ့်မယ်လို့ထင်တယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့ရဲ့အမြင်တော့ဘယ်ချက်တွေကပွဲကိုအဓိကအပြောင်းလဲဖြစ်သွားစေမဲ့ key point တွေဖြစ်လာနိုင်လဲဒီပုံမှာလည်းသုံးသပ်ပေးပါဟုတ်ကဲ့ Arsenal ဘယ်လိုစိတ်ပိုင်းဖြတ်မှုမျိုးနဲ့ပွဲကိုကစားမလဲဆိုတာအရေးပါလိမ့်မယ်တော့ကျွန်တော်ထင်တယ်ပေါ့နော်သူတို့ပြည်သက်တွေလည်းတော်တော်လေးကိုစိတ်အားငယ်နေကြတဲ့မြင်ကွင်းမျိုးတွေကျွန်တော်ဘုံမောင်းတဲ့ပွဲမှာမြင်တွေ့ခဲ့ရတယ်ဘာလို့ဆိုအိမ်ကွင်းမှာပဲဒါရှုံးနေခဲ့တာဒီရာသီမှာ2ပွဲပဲရှိတယ် United ကိုရှုံးတယ်ဘုံမောက်ကိုရှုံးတယ်ဆိုတော့လက်လောချိန်တွေရတော့နောက်ဆုံးကျွန်တော်တို့၄ပွဲမှာ3ပွဲထိရှုံးထားတဲ့အခြေအနေပေါ့နော်ဒါတော်တော်လေးကိုမကောင်းဘူးဘာပြောပြော ETH ကပွဲကိုခဏမေ့ထားလိုက်အောင်
ဒီပွဲမှာကျွန်တော်တို့အာဆင်နယ်အနေနဲ့ခြေစွမ်းကောင်းကောင်းနဲ့ဒီတိုက်စစ်ကလည်းဂိုးတွေသွင်းမယ်ပြည်သက်တွေကိုပြောအောင်လုပ်ပေးမယ်ဒီကနေပြီးတော့ဒီ momentum လေးတစ်ခု EDF ကွင်းကိုပြန်ပြီးတည်ဆောက်သွားဖို့လိုအပ်မယ်လို့တော့ကျွန်တော်ထင်တယ်အဲ့အတွက်ဆိုရင်တော့အာဒီတာအနေနဲ့ဟိုအသင်းကိုအရင်စိတ်ဆိုင်ယူလွန်းတဲ့ပုံစံမျိုးထက်ပေါ့လေတိုက်စစ်ကိုလည်းရရရတယ်လို့ရေးရဲပေးရဲဖို့ညွှန်ကြားထားဖို့လိုလိမ့်မယ်လို့တော့ကျွန်တော်ယူဆပါတယ်ကိုအဓိကကတော့ဟိုအာဆင်နယ်မှာမြင်တွေ့နေရတာအရှိမပေးစရာ option တွေမရှိတာမဟုတ်ရှိတယ်အဲ့ option တွေကိုကိုယ့်ဘက်ကိုဟိုပြန်ပြီးအချိန်ဆွဲပြီးတော့ဘေးတွေပေးတယ်နောက်ပြန်ပေးတယ်ဒါမျိုးတွေကိုကျွန်တော်မြင်တွေ့နေရတာပေါ့နော်ဆိုတော့အာဆင်နယ်ကစားတဲ့ပုံစံကိုအာဒီတာအနေနဲ့နည်းနည်းလေးဟိုဘယ်လိုပြောဖြည့်လျှော့မှုလေးတွေလုပ်ပေးသင့်တယ်လို့တော့ကျွန်တော်ထင်တယ်အဲ့ဒါမှပဲဒီတိုက်စစ်ကလည်းနည်းနည်းလေးပို့ပြီးတော့လွတ်လပ်လာမယ်ပေါ်ပါလာမယ်ဂိုးတွေရလာမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ပါနောက်ဆုံးနှစ်ပွဲကတော့ပြီးခဲ့တဲ့နှစ်က League Phase မှာတွေ့ရမှာ Arsenal က Sporting ကွင်းမှာပဲ9 ဂိုးသွင်းခဲ့တယ် 5-1 ထင်တယ်နိုင်တယ်ဂိုးပြပထမကြော့လဲနိုင်ထားတယ်ဒါပေမဲ့အမိုရင်လက်ထက်တုန်းက Europa League မှာတွေ့ခဲ့တယ် Europa League Quarter Final လောက်ထင်တယ်တွေ့ခဲ့ရမှာတော့နှစ်ကြော်ပေါင်းရလက်မှာတည်ရကြပြီးတော့ penalty ဆုံးဖြတ်မှာအာရရှုံးပြီးတော့ထွက်ခဲ့ရဘူးလေဆိုတော့ဒီပွဲမှာတော့ကောင်းတဲ့ပြောသလိုပဲအခုလောလောဆယ်ရိမ့်ရိုက်နေတဲ့အနေအထားတွေကိုပြောင်းပြန်လှန်ပစ်ဖို့ရယ် Champions League မှာ Semi Final ကို2နှစ်ဆက်တက်ဖို့ဆိုရင်တော့အိမ်ကွင်းမှာအကောင်းဆုံးလုပ်ပြဖို့ရတယ်တေးကြတာ Sporting ကဒီပွဲကိုရှုံးထားသည့်တိုင်အောင်ဖိအားပို့ပြီး Arsenal ထက်ဖိအားကင်းနေလိမ့်မယ် Arsenal ရဲ့လက်ရှိပတ်ဝန်းကျင်ကတိတ်ပြီးတော့ဟိုလောလောဆယ်မှာဟိုအခြေအနေကမကောင်းကြဘူးဆိုတော့တိုင်ဘက်ကအဲ့ဟာကိုအခွင့်အရေးယူဖို့လာလိမ့်မယ်ဒါကို Arsenal အကောင်းဆုံးထိန်းချုပ်ပြီးတော့သူတို့လိုချင်တဲ့ဒီနိုင်ပွဲကိုယူသွားနိုင်မလားဆိုတော့ဒီပွဲကိုအတူတူစောင့်ကြည့်ကြအောင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုကျွန်တော်တို့သုံးသပ်ပေးခဲ့တာကတော့ Quarter Final ဒုတိယအကြော့ပွဲစဉ်တွေက Arsenal နဲ့ Sporting Lisbon ပွဲစဉ်ကိုကျွန်တော်နဲ့အတူကောင်းသက်ကသုံးသပ်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့သုံးသပ်ချက်စီစဉ်လေးကိုအားပေးကြည့်ရှုကြတဲ့ပြည်သက်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ